အိန္ဒိယမြန်မာနယ်စပ်မဏိပူပြည်နယ်ခြံတဲ့ခိုင်မှာအာရန်ရဖတ်တပ်ဖွဲ့ရဲ့ပစ်ခတ်မှုကြောင့်မြန်မာလက်နက်ကိုင်တပ်ဖွဲ့ဝင်10ဦးတေဆုံးခဲ့ရတယ်လို့သိရပါတယ်။ပြီးခဲ့တဲ့မေလ14ရက်ကခြံတဲ့ခိုင်နယူးစန္ဒာရွာအနီးမှာပစ်ခတ်မှုဖြစ်ပွားခဲ့တာပါ။အဲ့ဒီပစ်ခတ်မှုကြောင့်မြန်မာလက်နက်ကိုင်တပ်ဖွဲ့ဝင်10ဦးတေဆုံးခဲ့တဲ့အပြင်လက်နက်ခရမ်းတွေဒေစီရမိခဲ့တယ်လို့အိန္ဒိယစစ်တပ်ရဲ့အရှေ့ပိုင်းတိုင်းစစ်ဌာနချုပ်ကဆိုပါတယ်။ကြာတာပရင်းကထုတ်ပြန်ခဲ့တဲ့အိန္ဒိယစစ်တပ်ရဲ့ထုတ်ပြန်ချက်ထဲမှာတော့ခြံတဲ့ခိုင်နယူးစန္ဒာရွာအနီးကလက်နက်ကင်တွေရဲ့အခြေအနေကိုထောက်လှမ်းစုံစမ်းဖို့အာရန်ရဖယ်တပ်ဖွဲ့ဝင်တွေကဗိုလ်ထူးနေမှာစစ်စင်ရေးရဲ့ဆောင်ရွက်ခဲ့တယ်လို့ဖော်ပြထားပါတယ်။အဲ့ဒီစစ်စင်ရေးတော့မှာတန်တရားရှိသူတွေရဲ့ပြစ်ခတ်ခြင်းကိုခံရပြီးနောက်အာရန်ရဖယ်တပ်ကပြန်ပြီးပြစ်ခတ်ရာမှာပျောက်ကြားဝတ်စုံဝတ်ဆင်ထားတဲ့မြန်မာလက်နက်ကင်10ဦးတေဆုံးခဲ့တယ်လို့ဆိုထားတာပါ။တေဆုံးသူ10ဦးဟာမြန်မာနိုင်ငံသားတွေဖြစ်တာကြောင့်ရုပ်လောင်းတွေကိုမြန်မာနိုင်ငံစီလွှဲပြောင်းပေးခဲ့တယ်လို့အိန္ဒိယစစ်တပ်ရဲ့အကြီးတန်းလုံခြုံရေးအရာရှိတို့ကပြောပါတယ်။တေဆုံးသွားသူတွေဟာ NUG လက်အောက်ကတပ်ဖွဲ့ဝင်တွေဖြစ်နိုင်တယ်လို့အိန္ဒိယသတင်းစာတွေကရေးထားပါတယ်။အိန္ဒိယစစ်တပ်ရဲ့ပြစ်ခတ်မှုကြောင့်တေဆုံးခဲ့ရသူတွေဟာတမူးခရိုင်ပကဖတပ်ဖွဲ့ဝင်တွေဖြစ်တဲ့ဆိုတဲ့သတင်းတွေထပ်ပေါ်နေပေမဲ့တိကျအတည်မပြုနိုင်သေးပါဘူး။အိန္ဒိယမြန်မာနယ်စပ်မှာအိန္ဒိယဆိုရကချန်စီကိုခတ်ဖို့လှုံ့ဆော်နေပြီးမြန်မာပိုင်နယ်တဲ့ကျူးကျော်ဝင်ရောက်နေတဲ့အတွက်ဆက်မလို့ဆောင်ဖို့ပြည်သူ့ကာကွယ်တပ်ဖွဲ့ဝင်တွေကကန့်ကွက်ခဲ့ကြပါတယ်။အဲ့လိုနယ်မြေအငင်းပွားမှုတွေကြောင့်အိန္ဒိယစစ်တပ်ဘက်ကအခုလိုပြစ်ခတ်တာမျိုးဖြစ်နိုင်တယ်လို့စီးရေးလေလာတွေကတုံ့တက်ထားကြပါတယ်ခင်ဗျာ။